အဲ့ဒီပဲပြူတွေစိုက်ထားတာပါပဲပြူတွေဟိုမှာဒီမှာကပါဒါခွဲသီးပင်တွေခွဲတွေစိုက်ထားတယ်ဒီမှာလည်းခွဲသီးသီးအောင်သီးနေခွဲသီးလေးသီးနေပဲတော့ရှည်တွေရောကြာကုန်ပဲတော့ရှည်တွေကြာကုန်ပဲတော့ရှည်ကြာအရင်တော့ရှည်တခွားလေးနှစ်ပင်ရတာတခွားလေးနှစ်ပင်မတခွားလေးနှစ်ပင်ရမတော့ပဲလေးမွေတွေ့ပဲလေးမွေတွေဒါပဲသီးဟိုမှာပဲလေးမွေမျိုးတောက်ကြီးမပဲလေးမွေမျိုးတောက်ခြံထွက်လေးတွေဟိုမှာတော့တရက်ပင်မပဲညွန့်လေးတွေ့ပဲညွန့်လေးပြုတ်တုတ်ဟိုမှာတရက်သီးတွေ့တာမတရက်ပင်မတရက်သီးလေးတွေစိုက်ထားတာပါမဒမဒါချင်းသီးလေးတွေဟိုမှာဒီမဆိုနေလေးဟောဒီမှာဆိုနေလေးဒါအကုန်လုံးမိုးရွာတော့ကျွေကြပါဒီမှာဆိုနေလေးတီးရတယ်ပိုးမိုးရွာတော့ကောငါကမောက်ပြီးပြမယ်မကတက်လည်းရှိတယ်ကတက်ပင်လည်းရှိတယ်ကတက်ချင်မထည့်ရအောင်တစ်စီး20အောက်တစ်စီးကို10နဲ့ကတက်ချင်မလေးခိုးကတက်ရွက်ကတက်ချင်မထည့်ကတက်ရွက်ကတက်ချင်မထည့်ငါကမောက်ပင်လေးလိုက်ပြပါမယ်ငါကမောက်ပင်လေးတငယ်ချင်းတို့လိုက်ပြငါတငယ်ချင်းတို့ရေငါကမောက်ပြီးယောက်ျားစိုက်ထားတာပါယောက်ျားစိုက်ထားတာဒီမှာနှလုံးကြီးတွေမဲ့ဝါမတစ်ခါခွဲစားပြငါတို့တာမလုံးကြီးတွေနေမကစားရလေးတွေစိုက်ထားကစုံလေးတွေစိုက်ထားတယ်ဟိုကစုံလေးတွေစိုက်ထားဟိုကမပြမယ်ဟိုမှာရှောက်ပြပြမယ်ငါကလေးရလေးကရက်ချင်ပတ်ထဲခုလက်မတွေ့လားကရက်ချင်ပတ်ကတက်ပင်မကတက်ပင်မကလာပင်လည်းရှိရကတက်ပင်လည်းရှိငါကမောက်တွေပြန်ဆိုင်တာကတက်ချင်ပတ်ထဲမယ်နောက်နေ့ကျမှကတက်ချင်ပတ်နဲ့ထမင်းတို့စားပြကတက်ရွက်ဟုတ်ကတက်လေးမာနာကတက်ပင်ဒီမှာတပင်နော်မာကတက်ပင်ဒီဘက်မှာတပင်အကမောက်တွေကဒီဘက်မှာလည်းတည်ရတယ်ဒါတွေကမမှဲ့တယ်ဒါတွေကမမှဲ့တယ်ဒါရှောက်ပင်နေတာရှောက်ပင်ဒါရှောက်နူသီးပြီးသမီးလေးပါချက်စားလေးရရှောက်နူသီးပြီးမရှောက်သီးတွေ့လားရှောက်သီးထိုင်းနိုင်ငံဒီအလုံးရုံရောက်တာ10နှစ်ကျော်17နှစ်ပြည့်တော့အခုမှပဲရှောက်သီးတည်တော့ပထမနှစ်ကသီးရတည်တည်နှလုံးကိုပုတ်ကိုမအခုသီးတာနဲတာမဟုတ်ဒါရှောက်ပင်နော်မတို့အခုသီးတာဒီမှာမနဲတာမဟုတ်ဒီမှာရောသီးတာမနဲဒီ
ဘယ်မှာပြအောင်ဒီမှာလည်းပြရပြီဒီဘက်မှာတို့ဒီမှာတို့နှလုံးနေလုံး20ရောက်ဒီနေ့တီးရလုံး20လောက်စီဒီမှာတွေရောဒီနာမတွေရောတွေ့ရှောက်တီးပြီလေဟိုမှာတွေဒီနေ့လုံး20လောက်ဒီဒီမှာပြပြီဒီမှာတလုံးအောက်မှာဟိုပေါ်မှာတို့အလုံးကြီးတွေဟိုမှာအဲ့ဒီမှာတို့အိုးကြီးတွေအခါဒီမှာဒီအောင်ဒီမှာဟာကဒီမှာရောမကြည့်မလေးလုံးအောင်ကျန်နေတော့ဒီကလုံး20ကျော်ရှိဘာမှလုံးကြီးလေဟိုမှာကြီးလေဟိုပေါ့ကြီးဟိုမှာတော့တဘောအခါဒီမှာအိုးဒီကြားမှာဒီကမတလုံးဒီမှာတလုံးနဲရမဟုတ်ကြောက်သည်အပင်လေးကြည့်အပင်လေးကဘာမှမရှိပင်လေးကဝိုင်းလေးနဲ့ကြောက်သည်ရကြောက်စီလုံး20လောက်ရှိကိုလုံးဆိုလုံး20လောက်ရှိရှောက်ပင်လေးကြည့်ရှောက်ပင်လေးသေးရှောက်ပင်လေးမကြည့်ရှောက်ပင်လေးတိတ်မကြည့်ဝိုင်းလေးနဲ့သေးလေးအလုံး20အစိလောက်ရှိ။အိုးဒီမှာလာမယ်ငကမောက်လာမယ်နော်။ငကမောက်ဒီမှာ3လုံး4လုံး5လုံး6လုံး9လုံး10လုံး9လုံး10လုံး17 12 13 14 15လုံး16 17 18 19 20အိုးငကမောက်ပဲတပင်လေးအလုံး20လောက်ရှိမှကြည့်။ငကမောက်တပင်လေးနော်။မတပင်လေးကိုတီးရကြည့်။ရေမြောက်တယ်ရေမိုးရွာလို့ရေမြောက်လဲငကမောက်မမြောက်။အဲဒီမှာဇီးပင်လေးရောယောက်ျားလည်းသူစိုက်ထားတာဇီးပင်လေးရောစိုက်တာဝါသနာပါကိုကတော့ဓပုတ်ရိုက်ပေါ့စားပေါ့ဒါတော့စိုက်ဝေးကမဒါရပြီဖြစ်တယ်မကြည့်နော်တပင်တော့လုံး20လောက်ရှိတပင်တော့လုံး20လောက်ရှိဘုဘမှာဒီဘက်မှာရှောက်ပင်ပြင်ကြည့်လိုက်အောင်ရှောက်ပင်တစ်ချက်ချုပ်ရအောင်ရှောက်ဒီရက်ဆက်တော့ရှောက်ဒီကိုနည်းတော့ဒီနေ့ဒီဒီမှာတပင်ငကမောက်လေးလည်းကတက်တယ်ဒီမှာတလုံးဒီရတပင်ဒီမှာလည်းကတက်ပင်တပင်ဒီဘက်မှာတပင်ကတက်ဒီကဒချမထဲမယ်ဒါသမယာပင်ဒါလေးရသမယာပင်ဒါဩဇာပင်ဩဇာဟိုရက်ကတီးစားလိုက်ဒါတော့မြင်းခွာရွက်တွေပါဈေးကဝယ်စိုက်ထားတဲ့မြင်းခွာရွက်တွေပါကောင်းနေဗမာမြင်းခွာလေးနောက်လေးမှထမင်းစားမှရိုက်ပြဩဇာဒီမှာတလုံးဒီမှာကြည့်မကလာဒီကမျိုးမကောင်းတော့တပင်နဲ့တီးရတယ်အဲ့မှာမကလာဒီပဲမကလာဒီပါမကလာဒီပဲတီးရတယ်အဲ့မှာတပင်မနေဟိုဟာဘိုင်ကထော့ရွက်တွေပါတငယ်ချင်းတို့ဘိုင်ကထော့ရွက်တွေတောက်ချင်လက်ခုပါအပင်တွေမနေဘူးပါစထားတာပင်တွေမနေဘူးဒီမှာဆိုတော့မနေဘူးဘိုင်ကထော့တပင်2ပင်3ပင်တပင်ကဖြို့လိုက်ဘိုင်ကထော့ရွက်တွေဘိုင်ကထော့ရွက်ပင်ယူနေတာမဟုတ်ဘိုင်ကထော့ရွက်ပင်
ဒါကတော့ငပြောသီးပါတိမ်မွေးငပြောသီးကြာတော့ရအောင်မတိမ်မွေးငပြောဒီတိမ်ငပြောစိုက်ထားပါတယ်ဒါဩဇာပင်လေးပါဩဇာကူမတီးတော့မတီးပင်လေးကူမတီးတော့မတီးတာပလက်နာဒီပင်ကတီးတာပလက်ဩဇာတီးတာပလက်ဟုတ်ပေါ်မှာဒါကတော့မစလီဟင်းမစလီချက်စားတဲ့ပင်မှာမစလီပင်စုံစီစူပါရပင်လည်းရှိတယ်စူပုတ်ပင်လည်းရှိတယ်ရုံးကလေးကြီးပင်မှာရုံးကလေးကြီးတောက်ကြီးရုံးကလေးကြီးတောက်ကြီးနေရမှာမာရုံးကလေးကြီးဒီမှာဒါပောက်ပန်းပြရပင်လေးပါဒါစူပါရပင်ဒါလည်းရုံးကလေးကြီးကြာနည်းနည်းတော့မဟုတ်ဘူးတော့ဒါကဂွေးတော့ရွက်ပါဒါဂွေးတော့ပင်ပြုတ်တော့လို့ဂွေးတော့တွေဝတ်စပြုတ်နဲ့ပြုတ်ချက်နဲ့ချက်သားနဲ့ပြုတ်တော့လို့ရဂွေးတော့ရွက်ပင်စိုက်ထားတာပါဂွေးတော့ရွက်ပင်ပါဟိုမှာတင်မောသီးပင်ပါတင်မောသီးအဲ့ဒါစီးပြီးမဟုတ်ဒါဟိုနေမစလီပင်မှာဒါဖူးတဲ့အချိန်ဆိုလို့ရှိရင်ဒါပြုတ်တော့တာဒါဂွေးတော့ပင်မှာ